အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ AC ဖက်နှက်ဆိုင်စကော့ဈေးကဂရီဘာတီးတန်ပွဲထိုင်တီးတန်ရတာမဟုတ်ဖြစ်လေနေ့စဉ်စီးလို့ရတဲ့ចောင်းစည်းအဖြူအပါလေးတွေမိုးဆိုစည်းလှလှကလေးတွေရှိတဲ့အကြောင်းကိုမိတ်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကចောင်းစည်းရမလေးတွေပါစီးလို့ရတယ်မိုးဆိုစည်းလေးတွေပါရှင်ဒီနှုန်းလေးကတော့2500လောက်ပါရှင်စီကန်းကြီးတဲ့ចောင်းလေးအတွက်လည်းဖြူအောင်တီးတန့်လေးတွေရှိပါတယ်ရှင်ဈေးနှုန်းလေးက1000ကျပ်ပါရှင်မိုးရင်းပဲဆိုရင်ဖော့ဖက်နက်ပဲစီးလေးစီးထားရှိတယ်ဆိုတော့အမားတွေအတွက်လည်းဖော့ဖက်နက်လှလှလေးတွေအစုံရှိပါတယ်ဈေးနှုန်းက1000ခွဲကနေ2000ခွဲပြီးပုံစံအစုံရရှိနိုင်ပါတယ်ရှင်ဘယ်လိုလဲနော်ဒါလေးကတော့နေ့စဉ်စီးလို့ရတယ်1500နဲ့ AC ကြောက်ကြိုးလေးတွေရှိပါတယ်ရှင်နိုင်ငံသားဧည့်သည်တွေကိုလက်ဆောင်ပေးမယ်ဆိုရင်ဂဒီပါလည်းဖြစ်ရမယ်ဝင်းစွပ်လည်းဖြစ်ရမယ်ဆိုတဲ့ customer တွေအတွက် half shoe တွေလည်းရှိပါတယ်ထိပ်ပိတ်နောက်ပိတ် lady shoe ဂဒီပါနဲ့ချုပ်ထားတဲ့အသားလေးတွေလည်းရှိပါတယ်ရှင်ဈေးနှုန်းလေးတွေက1000ခွဲကနေ2000ချာထိရှိပါတယ်ရှင်ဗမာဖနက်ကိုပဲလှပပအစင်တန်းရှိစီးချင်တဲ့ classic design လေးတွေဆိုလို့ရှိရင်ကျယ်သီးလေးတွေနဲ့ရှိပါတယ်ဈေးနှုန်းလေးက2000ကျပ်ပါရှင်ဒါလေးကခမောင်းပိတ်ကလေးပါရှင်ကလေးသေးသေးလေးတွေအတွက်လည်းចောင်းစီဖြူလေးတွေရှိပါတယ်ရှင်တရေစိမ့်မှာတရေစိမ့်ဆိုတဲ့မမတွေအတွက်လည်းတရေစိမ့်ဖက်နှက်ကလေးတွေ AC မှာအစင်စစ်ရရှိနေပါတယ်ရှင်နောက်ထပ်တနေရာလေးကိုခေါ်သွားပေးအောင်မယ်လက်ခဲ့ပါအောင်ရှင်ဒါလေးကတော့ဒီဘက်ဖြစ်ပိုင်းမှာခစ်စားတယ်ပြိုအိုမျိုးကြိုက်ကြတဲ့ဂျပန်တောက်ကလေးပါရှင်ဈေးနှုန်းက2000ကျပ်ကနေပြီးတော့စတင်ရှိပါတယ်ရှင်အဖြူရောင်ကိုပဲတဲဆန်းစီးလို့ရတဲ့တိတ်စီကဲမတင်းချက်တဲ့ကြောင်းလေးဆိုလို့ရှိရင်တီပုံကြောက်ကြိုးအလှလေးတွေနဲ့အဖြူရောင်စလစ်ပါလေးတွေ AC ဖက်နှက်ဆိုင်မှာအလွယ်တကူဝယ်ရရှိနိုင်ပါတယ်ရှင်ဒါလေးတွေကတော့တဲကျိုးဒီဇိုင်း6မျိုးစမ်းသစ်ထားတဲ့AC ရဲ့စိုးပိတ်ဖက်နှက်ကလေးတွေပါရှင်ဈေးနှုန်းလေးတွေက2000ကျပ်ကနေစတင်ရှိပါတယ်ရှင်ထပ်မံပြီးမှမိုးဆိုးစီဖော့အထူလေးတွေလည်းရှိပါတယ်ဖို့အပေါ်ဆုံးကတော့ယောက်ျားစီနိုင်တိုင်းလေးတွေပေါ့နော်လောင်ဖူးတွေကဂွန်းစွတ်တွေလည်းရှိပါတယ်ဒါလေးကခြေတော့မနာဘူးခြေဖနှောက်အတက်ထွက်တဲ့လူတွေအယိုးကြီးပေါင်းသမားတွေအတွက်ရှိတာဖြစ်ပါတယ်ရှင်ကျမတို့ AC ဖက်နှက်ဆိုင်လေးကိုကိုရိုင်းကိုကြလာပြီးတော့အပေးမယ်ကိုရိုင်းဆန်းစီကြည့်ရမှစိတ်တိုင်းကြမယ်ဆိုရင် AC ဖက်နှက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖက်နှက်ဆိုင်အမှတ်1 8A ရုံဗိုလ်ချုပ်အောင်ဆန်းစီစကော့စီရန်ကုန်မြို့ပါရှင်ဗိုလ်ချုပ်အောင်ဆန်းစီကထွက်ပေါက်ကနေဝင်လာပေးလို့ရပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့မယ်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေရှင်အားလုံးပဲတက်တာပါ